ရှင်မရင်တို့ရဲ့သမိုင်းစာမျက်နှာတွေမှာမှတ်တမ်းတင်ခဲ့တဲ့ကြံစစ်သားနဲ့မနီးစန္ဒာတို့ရဲ့ဝမ်းနည်းခွေချစ်ဇလန်းလေးဟာမြန်မာသမိုင်းမှာအထင်ရှားဆုံးချစ်သူရဲ့ကောင်ဇလန်းတစ်ပုဒ်လို့ဆိုရမှာပါဇလန်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးရင်လုပ်ထားပေးပါဦးဗျာကဲဇလန်းလေးကိုစလိုက်ရအောင်စစ်မြေပြင်မှာရန်သူထောင်တောင်းကိုရင်ဆိုင်ရတဲ့စစ်တူကြီးကြံစစ်သားဟာမိန်းကလေးတယောက်ရဲ့မျက်ဝန်းအောက်မှာတော့ပထမဆုံးအချိန်လက်နက်ချခဲ့ရပါတယ်။ပကူးကနေပကံကိုသွားတဲ့တောအုပ်လမ်းမှာမနီးစန္ဒာကမေးခဲ့ဘူးတယ်။စစ်တူကြီးရှင်ဟာစစ်မြေပြင်မှာပဲပြောလား။ရှင်နှလုံးသားထဲမှာအချစ်အတွက်နေရာမရှိဘူးလား။ကျွန်တော်နှလုံးသားကကြောက်ခဲလို့မာကြောတယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့မင်းသမီးနဲ့ဆုံတဲ့အခါကျမှအဲ့ဒီကြောက်ခဲရီဟာပန်းပွင့်တွေဖွင့်သွားခဲ့ရပြီ။သူတို့နှစ်ဦးဟာခီးလာတဲ့လျှောင်းမှာအရှင်သခင်ကိုတစ္ဆာဖောက်မိမှန်မသိဖောက်မိခဲ့ကြတယ်။ပကံနန်းတော်ရဲ့အလံတိုင်တွေကိုလှမ်းမြင်ရတဲ့အခါမနိစန္ဒာရဲ့မျက်ရည်တွေဟာမြည်ခဲ့ရပါတယ်။ပကံပြည်ကိုရောက်တော့အနော်ရထာမင်းကြီးရဲ့ရှေ့မောင်မှာကျန်စစ်သားမင်းကငါယုံကြည်လို့ပေးရတဲ့တောင်းလားမင်းကငါရင်ဘတ်ကိုလှန်နဲ့ထိုးလိုက်တာပဲမင်းကငါကိုယ်တိုင်ကွက်မြတ်မယ်အရှင်မင်းကြီးတတ်မယ်ဆိုရင်ကျမကသာတပါစစ်သူကြီးမှာအပြစ်မရှိပါဘူးမင်းကြီးရဲ့အရိန်ဓမ္မလန်တော်ဟာကြံစစ်သားစီကိုလွင့်ပြန်သွားခဲ့ပေမဲ့တကြောင်မင်းကကယ်မခဲ့လို့ကြံစစ်သားဟာတေဘေးကလွတ်မြောက်ခဲ့ပါတယ်ဒါပေမဲ့အချစ်ဘေးကတော့မလွတ်မြောက်ခဲ့ပါဘူးကြံစစ်သားဟာတော်ရိုင်းမြေဒီစီကိုနင်းထုတ်ခံလိုက်ရတယ်သူထွက်ခွာသွားတဲ့အချိန်နိုင်ရင်ပြင်မှာကြံရစ်ခဲ့တဲ့မနီစန္ဒာကိုနောက်ဆုံးတစ်ချက်လှည့်ကြည့်ရင်တိုးတိုးလေးပြောသွားခဲ့တယ်မနီစန္ဒာငါတို့ပြန်ဆောင်ကြဦးမှာပါအခုတော့ငါရဲ့အသက်ကိုမင်းစီမှာခဏထားခဲ့ပြီဒါပေမဲ့အဲ့ဒီပြန်ဆုံမဲ့ရဲ့စပါးဟာနှစ်ပေါင်းများစွာဝေကွာသွားခဲ့ရပါတယ်ကြံစစ်သားဟာအဝေးတနေရာမှာအလွမ်းတွေနဲ့ရှင်သန်ရင်မနီစန္ဒာဆက်သက်လိုက်တဲ့စံပယ်ပန်းရနံလီကိုပဲတန်တာနေခဲ့ရပါတော့တယ်